မင်္ဂလာပါတပည့်တို့ခနေ့ဆရာပို့ချမှာတော့ Grade 12 Chemistry စရိဓာတုဗေဒရဲ့ Chapter 1 Question and Answer Episode 7ဖြစ်ပါတယ် What would happen when two hydrogen atoms are approaching one another hydrogen atom တွေကိုတစ်ခုတစ်ခုနဲ့နီးစပ်စွာထားလိုက်တဲ့အခါမှာတဲ့เนาะဘာတွေဖြစ်လာမလဲအဲ့တော့ if two hydrogen atom နှလုံးကို are approaching one another တစ်ခုနဲ့တစ်ခုနီးကပ်အောင်ထားလိုက်တဲ့အခါမှာthree force အားသုံးမျိုးက add on the atom တွေပေါ်မှာတက်ရောက်ပါတယ် in the same time တစ်ချိန်တည်းမှာတက်ရောက်ပါတယ်အဲ့ဒီအားသုံးမျိုးကတော့ဘာတွေလဲဆိုတော့ repulses between the electrons of atom အတန်တွေရဲ့ electron တွေကြားထဲကနော်တွန်းကန်အားတွေ like charge repel ဓာတ်အားတွန်းကန်ခြင်းကဲ့သို့အတန်တွေရဲ့ electron ကြားကတွန်းကန်အားတွေအဲ့တော့ electron ဆိုတော့ negative charge ပေါ့နော် negative charge ဆိုတော့အမအချင်းချင်းဆိုတော့သူတို့တွေကတွန်းတာပေါ့နော်တွန်းကန်အားတစ်ခုဖြစ်ပဲနောက်တစ်ခုက attractive force တဲ့ဆွဲအားတဲ့ between the nucleus of each atom အတန်တစ်ခုစီနဲ့ electrons of another နောက်ထပ် electron နဲ့အတန်တစ်ခုစီရဲ့ nucleus တွေနဲ့နောက်ထပ် electron တွေရဲ့ကြားကဆွဲအားကဲဒါဆိုရင် electron က negative charge အတန်ရဲ့ nucleus က positive charge ဒါဆိုရင်အဖိုနဲ့အမနဲ့ဆိုတော့ဆွဲမယ်ပေါ့နော်ဆွဲအားတစ်ခုဖြစ်မယ်ကဲနောက်တစ်ခုကတော့ repulsive force between the two positively charged nuclei အဖိုတက်ရှိတဲ့ nucleus တွေရဲ့ကြားမှာရှိတဲ့ repulsive force တွန်းကန်အားဆိုပြီးတော့အားသုံးမျိုးဖြစ်ပါမယ်explain ရှင်းပြပါတဲ့ how the covalent bonding က take place ဖြစ်ပွားတယ် in a molecule เนาะ molecule တစ်လုံးစီမှာဆရာတို့ဖြစ်ပွားတဲ့ covalent bonding ကိုရှင်းပြပါဒါဆိုရင် the magnitude of the attractive and repulsive force between the nuclei and electron depend on the distance between the atom အဲ့တော့ nucleus တွေနဲ့ electron ရဲ့ကြားကဆွဲအားတွေတွန်းကန်အားတွေရဲ့ပမာဏတွေက depend မူတည်ပါတယ် on the distance between the atom အဲ့ atom ရဲ့ကြားကအကွာအဝေးပေါ်မှာမူတည်တယ် for instance ဥပမာအနေနဲ့ when the hydrogen atoms are isolated เนาะ H2 ပေါ့ hydrogen နှစ်ခုကိုပေါင်းပါဒါဆိုအဲ့ hydrogen atom တွေကိုဆရာတို့က isolated ခွဲထားလိုက်ရင်တို့တွေက attractive force တွေက r small နည်းပြီးတော့ and no bond is found ဘာ bond မှမဖြစ်တော့when the hydrogen atoms are too close to each other အဲ့ hydrogen atom နှစ်ခုကိုအတူတူကနီးကပ်အောင်ထားလိုက်တဲ့အခါမှာတော့ the repulsive interaction between two nuclei ဒီ nucleus တွေကြားတွေကတွန်းကန်အားတွေအပြန်အလှန်တွန်းကန်အားတွေက so strong အလွန်အားကောင်းလာပြီးတော့ that is pushes သူတို့ကိုဒန်းအပတ်အဝေးကိုကွဲထွက်သွားအောင်လို့တွန်းလိုက်တယ်ဆိုပေမဲ့အဝေးလွင့်သွားအောင်တွန်းလိုက်တာမျိုးသူတို့တွန်းနိုင်တဲ့အကွာအဝေးတစ်ခုလောက်ပဲတွန်းလိုက်တာအဲ့တော့ consequently အကျိုးဆက်အနေနဲ့ there is an optimal distance a between two nuclei ဒီ nucleus နှစ်ခုကြားထဲကအကောင်းဆုံးအကွာအဝေးတစ်ခုရှိလာတယ် call that bond length ဒါစီလျာလို့ခေါ်တဲ့အကောင်းဆုံးအကွာအဝေးတစ်ခုရှိလာတယ်အဲ့တော့အဲ့အကောင်းဆုံးအကွာအဝေးမှာ where net attractive force တွေကအတတင်ဆွဲအားတွေက maximum အမြင့်ဆုံးဖြစ်လာပြီးတော့ and the most stable covalent bond အတည်အမြဲဆုံး covalent bond တွေဖြစ်လာတယ် is found in the HH molecule ကြားထဲမှာအတည်အမြဲဆုံး covalent bond တွေဖြစ်လာပါတယ်Alright စီပေးပါတဲ့ single double and triple bond နဲ့ increasing order of bond length and bond strength ဓာတ်စီအလျားတွေနဲ့ဓာတ်စီပြင်းအားတွေတိုးလာခြင်းရစီပေးရဒါဆိုရင်ဓာတ်စီအလျားတွေကတိုးလေပြင်းအားပို့ပြီးတော့ကောင်းနေလေပေါ့ဓာတ်စီအလျားတွေတိုးလာခြင်းရဆိုတိုးတဲ့ကောင်ကနေရှည်တဲ့ကောင်ကိုသွားမှာဒါဆိုရင်အတိုဆုံးကတော့ ionic bond မှာtriple bond ပေါ့နော် sorry အတိုဆုံးကဆရာတို့ဗါလဲ triple bond အဲ့တော့အားကောင်းဆိုတော့ဆရာတို့အရှည်ဆုံးကနေစစီမယ်အဲ့တော့ triple bond ပြီးတော့မှဆရာတို့ကဘာဖြစ်လဲdouble bond ပြီးတော့မှ single bond ဆိုပြီးလာအဲ့တော့ single bond ကဟလာနော်ဓာတ်စီးလေးကပို့ပြီးတော့အကောင်းဆုံးအဲ့တော့ increasing order of bond strength ကတော့နော် single bond ကဘာဖြစ်လဲပို့ပြီးတော့နော်နည်းမယ်ပြီးတော့ double bond နည်းမယ်ပြီးတော့ triple bond sorry ခုနကတော့မှားပြောမိတယ်အဲ့တော့ triple bond ကဘာဖြစ်လဲဆိုရင်ဓာတ်စီးလေးကအတူဆုံးပြီးတော့ double bond ပြီးတော့ဗါလဲ single bond အဲ့တော့အဲ့မှာမှ single bond ဒီဟလာနော်ဓာတ်စီးလေးကအရှည်ဆုံးဖြစ်တဲ့အတွက်ကြောင့် bond strength အတူဆုံးဖြစ်မယ် double bond ကတော့ bond strength အားကောင်းမယ် triple bond ကတော့ bond strength အကောင်းဆုံးပေါ့ the length of the bond နဲ့ဓာတ်စီးအလျားကတဲ့နော်ဓာတ်စီးရဲ့အလျားက is determined ဆုံးဖြတ်ပါတယ်
By the number of bonded electron ဓာတ်စီ electron အရေအတွက်နဲ့သူတို့ကိုဆုံးဖြတ်တယ်ဓာတ်စီ electron အရေအတွက်နဲ့ဆုံးဖြတ်ပါတယ် the higher the number of bonded electron အဲ့တော့ဓာတ်စီ electron အရေအတွက်တွေပို့ပြီးတော့များရင် the stronger the attraction ဆွဲအားတွေပို့ပြီးတော့ကောင်းတယ် between the two atom နှစ်ခုကြားထဲမှာဆွဲအားတွေပိုကောင်းတယ်ဒါဆိုရင် and the shorter the bond နဲ့ဓာတ်စီ layer ကိုပို့ပြီးတော့တိုးစေတယ်ဒါဆိုရင်ဓာတ်စီ layer တိုးရင် bond strength ကောင်းပေါ့What are the difference between covalent bonding and coordinate bonding? Covalent bonding နဲ့ coordinate bonding နဲ့ဘာကွာလဲ explain with A7 ဥပမာနဲ့ရှင်းပြပါ In covalent bonding မှာတော့ the two bonded atom ဓာတ်စီ atom နှစ်ခုစီက each contribute an electron toward the formation of bond ဓာတ်စီဖြစ်ပေါ်ဖို့အတွက် electron တစ်လုံးကို contribute ဖြည့်ဆည်းပေးလိုက်တယ်။ဘို့ atom နှစ်မျိုးစလုံးက half stable noble gas electronic configuration ရသွားcoordinate bond မှာတော့ the two share electron ဝေမျှတဲ့ electron နှလုံးလုံးကိုboth donate နှလုံးလုံးပေးလိုက်မှာ by one of the participating atom သက်ဆိုင်ရာ atom တစ်ခုစီကို electron နှလုံးလုံးပေးလိုက်မှာအဲ့တော့ coordinate bond က is bound ဖြစ်ပါတယ် one of the participating atom သက်ဆိုင်ရာ atom တစ်ခုကပိုဆက်ပိုင်ဆိုင်မယ် and share ပဲမဝေမျှတဲ့ electron စုံတွေပိုင်မယ်လုံးဘက်တော့ electron တွေရှိမယ်အဲ့တော့ another one နောက်တစ်ခုက must be an ဘာရှိကိုရှိရမယ်ဆိုတော့ electron deficient molecule ဖြစ်ကိုဖြစ်ရတယ်ဒါမှအဲ့လုံးပဲ electron နှလုံးလုံးကိုပေးလိုက်လို့ရနော် electron deficient molecule ဖြစ်ရတယ်ဒါတော့သူတို့ရဲ့ကွာခြားချက်ဖြစ်ပါတယ်ဒါလေးတွေကတော့ကြက်ထားပါတယ် covalent bonding in HF molecule and coordinate bonding in Na4+ ion တွေကို A7 နဲ့သူကပြောသွားပါမယ်ကဲတော့ HF တဲ့ H တစ်လုံးနဲ့ F တစ်လုံးနဲ့ H ကအပြင်မှာဆုံးမှာ electron တစ်လုံးရှိတယ် F ကအပြင်မှာဆုံးမှာ electron 9လုံးရှိတယ်အဲ့တော့တစ်လုံးနဲ့ရှိတဲ့နေရာတစ်နေရာပဲရှိတယ်ပေါ့ဒါဆိုရင် F ကတစ်လုံးနဲ့ရှိတဲ့တစ်နေရာနဲ့ H ကတစ်လုံးနဲ့ရှိတဲ့တစ်နေရာနဲ့ဆရာတို့ electron တွေကိုမလုပ်လိုက်နဲ့ share လုပ်လိုက်မယ်share လိုက်တော့ဒီမှာဆရာတို့เนาะဒီမှာ HF ဆိုပြီးတော့ဖြစ်လာပြီပေါ့ဒါ covalent bond ဒါ covalent bond ဖြစ်မယ်ကဲတော့ Na4+ တဲ့ဒါဆိုရင်ပထမမူလရှိတဲ့ NH3 NH3 မှာလုံးပဲလေးရှိတယ် Na4+ ဆိုတာက NH3 နဲ့ H+ ion နဲ့ပေါင်းတာအဲ့တော့ H+ လေးကလာပေါင်း H+ မှာဘာ electron မှမရှိဘူးဒါဆိုရင်အဲ့ဒါကိုဘာလုပ်လဲဒီလုံးပဲ electron လေးပေးလိုက်တယ်ပေးလိုက်တော့ဒီမှာ H ကလုံးပဲ electron လေးရသွားတယ်တစ်ခုလုံးကတဟိုး positive ဖြစ်လာတယ်ဒါဆိုရင်ဒီမှာမြားလေးနဲ့ပြထားတာက coordinate bond ဖြစ်ပါတယ်ဘေးရတာတွေက covalent bond တွေဖြစ်ပါတယ်အဲ့တော့ coordinate bond ကိုဆရာတော်ကမြားကောင်းလေးနဲ့ပြပါတယ် Explain the formation of hydrogen ion using the Lewis structure Lewis structure ကိုသုံးပြီးတော့ hydrogen ion ဖြစ်ပေါ်တာကိုရှင်းပြပါအဲ့တော့ hydrogen ion ဆိုတာက water molecule ကို hydrogen ion ပေါင်းထားတာဖြစ်ပါတယ်ကဲတော့ဒီမှာ water molecule လေးအရင်ရေးပါမယ် H2O O တစ်လုံးကို H နှလုံးနဲ့ပေါင်းမယ် H ကအပြင်မှာဆုံးမှာ electron တစ်လုံးပဲရှိတယ် O ကအပြင်မှာဆုံးမှာ electron 6လုံးရှိပါတယ်အဲ့ဒီမှာတစ်လုံးတည်းရှိတဲ့နေရာက2နေရာရှိတယ်အဲ့ဒီ2နေရာကို H နှလုံးဝင်မယ်ကဲအဲ့ဒါကိုဆရာတို့ကဒီမှာလုံးပဲ electron တွေရှိတယ်အဲ့တော့မှဆရာတို့ဘာလုပ်လဲ H+ ပေါင်း H+ ကဒီလုံးပဲ electron ကိုသူကယူလိုက်တယ်ပေါ့ဒီမှာ H+ ကဒီလုံးပဲ electron လေးကိုယူလိုက်တယ်ဒါဆိုရင်ဒီမှာဒီပုံစံလေးရလာတယ်ဒါဆိုရင်သူဒီဘာဖြစ်သွားပြီလဲ coordinate bond ဖြစ်သွားပြီပေါ့ဒါတော့ hydrogen ion ဖြစ်ပါတယ် How do you understand the Vesper theory တဲ့ Vesper theory ကိုဟလာနော်ဘယ်လိုမျိုးနားလဲလေ This theory ဒီ theory ကတော့ is a modern in chemistry ဓာတုဗေဒရဲ့သေပြပုံစံတစ်ခုဖြစ်တယ် Use အသုံးပြုပါတယ် to predict the shape of covalent molecule အဲ့တော့ covalent molecule တွေရဲ့ပုံသဏ္ဍာန်တွေကိုခန့်မှန်းဖို့အတွက်သုံးတဲ့ဓာတုဗေဒရဲ့သေပြပုံစံတစ်ခုဖြစ်ပါတယ် It is based on ၎င်းကအခြေခံပါတယ် the idea that the three-dimensional geometry of a molecule molecule တစ်လုံးရဲ့သုံးပတ်မြင်ပုံသဏ္ဍာန်ကိုအခြေခံတယ် is mostly အများပြည်ဒါမှဆုံးဖြတ်ပါတယ် by the repulsive interaction of the electron pair around a central atom ဘဝအတန်တစ်ခုရဲ့ပတ်ချာလည်မှာရှိနေတဲ့ electron စုံတွဲတွေရဲ့အပြန်အလှန်တွန်းကန်အားတွေအဖြစ်ဆုံးဖြတ်တယ်အဲ့တော့ electron pair ဘယ်နှစုံရှိလဲဆရာတို့ကစဉ်းစားတာပေါ့ this model ဒီပြပုံစံအရှုံးသက်ယူဆပါတယ် electron pair တွေက well array စီစဉ်လိုက်မယ်ဒါမှမဟုတ်သူတို့ကိုယ်တိုင်စီစဉ်လိုက်မယ် to minimize repulsion effect from one another တစ်ခုနဲ့တစ်ခုနဲ့အပြန်အလှန်တွန်းကန်အားတိုက်ရောက်မှုကိုအနည်းဆုံးဖြစ်အောင်စီစဉ်လိုက်မယ် this pair of electron အဲ့ electron စုံတွဲတွေက maybe H+ ဖော်ပြတာ as long pair တွေဒါမှမဟုတ် bonding pair တွေနဲ့ဖော်ပြမယ်အဲ့ long pair တွေ bonding pair တွေက that can influence the molecular shape molecule ရဲ့ပုံသဏ္ဍာန်ကိုလွှမ်းမိုးပါတယ် bonding pair ကြီးပဲပါနေတယ်ဆိုရင် electron pair ရဲ့ geometry နဲ့ molecule ရဲ့ geometry ကအတူတူပါပဲအဲ့ဒီမှာ long pair ပါလာရင်တော့ molecule ရဲ့ geometry ကပြောင်းသွားပါတယ်In the case of molecule a coordinate multiple bond စီးများစွာပါတဲ့ multiple bond တွေเนาะပါတဲ့
molecule တွေမှာဆိုရင်เนาะတဲ့ဆိုလိုတာ double bond နဲ့ triple bond တို့ပါတဲ့ molecule တွေမှာတော့အဲ့ bonding pair တွေကို behave as a single unit တစ်ခုတည်းယူဆ double bond မလို့သွားပြီးတော့ဟလာเนาะလက်တက်နှစ်ခုပါလို့ဆိုပြီးတော့ unit နှစ်ခုမယူဆဘူး unit တစ်ခုတည်းပဲယူဆပါမယ်တဲ့ဒါလေးကလည်းကြက်ထားပါDraw the Lewis structure and predict the molecular shape of shape for BF3 and CF4 အဲ့တော့ Lewis structure ဆွဲမယ်သူရဲ့ BF3 နဲ့ CF4 ရဲ့ဟလာเนาะ molecular shape တွေကိုခံမှန်းပါမယ်အဲ့တော့ BF3 B တစ်လုံးနဲ့ F3 လုံးနဲ့ရေးလိုက်ပေါ့ဘိုရွန်က atomic number 5 2.3အဲ့တော့ဆရာတို့ဘာလုပ်လဲအပြင်မှာဆုံးမှာ electron 3လုံးရှိပါမယ်အဲ့တော့အဲ့ပြင်မှာဆုံးမှာ electron 3လုံးရှိမယ် F က9 2.7အပြင်မှာဆုံးမှာ electron 9လုံးရှိတယ်တစ်လုံးနဲ့ရှိတဲ့နေရာကတနေရာစီပဲရှိတယ်ဒါဆိုရင်တစ်လုံးနဲ့ရှိတဲ့တနေရာစီက B ရဲ့တစ်လုံးနဲ့ရှိတဲ့3နေရာကိုသူကဝင်ပါမယ် BF3 ဝင်ပါမယ်ဒါဆိုရင် B မှာ electron မရှိတော့ F3 လုံးတစ်လုံးစီပေးလိုက်ပြီF ကတော့ B ကိုတစ်လုံးနဲ့ပေးလိုက်တဲ့ကြောင့်အပြင်မှာ electron 6လုံးကျန်မယ်လုံးပဲ3စုံစီရှိမယ်ပေါ့ကဲဒါဆိုရင်ဆရာတို့ကเนาะဒါကเนาะ Lewis structure ရဆွဲပြီးသွားပြီ molecular shape ကိုခံမှန်းပါဆိုတော့ဒီ central atom ရဲ့ပတ်ချာလည်မှာရှိတဲ့ electron pair ကိုကြည့်ပါဒါဆိုရင်ဒီမှာ bonding pair 3စုံရှိပါတယ်အဲ့တော့ bonding pair 3စုံရှိတဲ့ကြောင့်သူက triangular planar ဖြစ်ပါမယ် triangular planar လို့လည်းခေါ်ပါတယ်သူကတော့ temperature degree ကတော့120 degree ရှိပါမယ်เนาะ triangular planar ရပါမယ်ကဲနောက် CF4 C တစ်လုံးနဲ့ F 4လုံးနဲ့ကဲတော့ C ကတော့ဆရာတို့เนาะ C ကအပြင်မှာဆုံးမှာ electron 4လုံးရှိတယ် 2.4 ဆိုတော့အပြင်မှာဆုံးမှာ electron 4လုံးရှိတယ် F က9 2.7အပြင်မှာဆုံးမှာ electron 9လုံးရှိတယ်တစ်လုံးရှိတဲ့နေရာက4နေရာရှိတယ်အဲတစ်လုံးနဲ့ရှိတဲ့နေရာ1နေရာရှိတယ် F ကအဲ့တော့ C ရဲ့တစ်လုံးနဲ့ရှိတဲ့နေရာ4နေရာကို F 4လုံးဝင်ပါမယ်အဲ့တော့ဒီလိုမျိုးလေးဆွဲထားတာဒါကတော့ဆရာတို့3 dimension နဲ့ဆွဲတာပါအဲ့မှာ2 dimension နဲ့အတက်เนาะအပေါ်အောက်ဘယ်ညာအတက်ဆွဲလဲရပါတယ်ပြဿနာမရှိပါဘူးကဲဟုတ်ပြီကဲဒါဆိုရင်ဒီမှာ C ကသူ့မှာ4လုံးရှိတာ F 4လုံးကိုပေးလိုက်ပြီသူ့မှာမရှိတော့ဘူးကဲ F ကတော့သူက9လုံးရှိတာเนาะ C ကိုတစ်လုံးစီပေးလိုက်တော့6လုံးကျန်မယ်အဲ့တော့လုံးပဲက3စုံစီသူတို့ဒီမှာရှိတယ်ဒါဆိုရင် C ရဲ့ပတ်ချလဲကိုကြည့်တော့ bonding pair 4စုံတွေ့ရမယ်ဒါကြောင့်သူကပါလဲ tetrahedral shape ပါလုံးပဲမပါလဲကြောင့်မပြောင်းလဲပါဘူး tetrahedral shape ပါပဲ degree ကတော့109.5 degree ရှိပါတယ်ဒီမှာအများကောင်းလေးတွေကပါလဲရတယ်မပါလဲရပါတယ် Give the following Lewis structure တဲ့ Lewis structure ကိုပေးပါ where H and Y က represent a different element မတူညီတဲ့ addressing တွေကိုကိုစားပြုတယ်ဒါလေးပေးထားတယ်ပေါ့ What is the valency of H တဲ့ H က valence ကဘယ်လောက်လဲတဲ့ H ကဒီမှာဆရာတို့ဘယ်နှခုပေါင်းထားလဲဆိုတော့တစ်ခုပေါင်းထားတယ်တစ်ခုပေါင်းထားတော့သူရဲ့ valency of H က1ပဲရှိတယ်အဲ့တော့ valency of Y ကဒီမှာသူကဘာလုပ်လဲ H တွေကိုတစ်လုံးစီပေါင်းထားတော့3လုံးလုံးပဲလေးတစ်စုံဆိုတော့5လုံးရှိတယ်เนาะအဲ့တော့သူရဲ့ valency လို့ပြောလို့8ထက်ကျော်ရင်4ထဲကနှုတ်ပါမယ်အဲ့တော့sorry 4ထက်ကျော်ရင်8ထဲကနှုတ်ပါမယ်အဲ့တော့5လုံးဆိုတော့ဆရာတို့8ထဲကနှုတ်တော့3လုံးကျန်တော့เนาะ valency ကိုမေးတာပါเนาะ valence ကိုမေးတာမဟုတ်ပါဘူး valence electron ကိုမေးတာမဟုတ်ပါဘူးအဲ့တော့ what element what H and Y represent တဲ့ H နဲ့ Y ကဘာကိုကိုစားပြုလဲဘယ် addressing တွေကိုကိုစားပြုလဲဒါဆိုရင်မြင်တာပါတယ် H ကဒီမှာတစ်လုံးနဲ့ပေါင်းထားတော့သူကပါလဲ hydrogen ပေါ့ N ကအပြင်မှာဆုံးမှာဟာလာ Y က5လုံးရှိတယ်ဒါဆိုရင်ဒါ NH3 ကိုပြောတာအဲ့တော့ဒါလေးက Y လေးကပါလဲ N ပေါ့အဲ့တော့ H က hydrogen ဖြစ်ပြီးတော့ Y က nitrogen ဖြစ်ပါမယ်ဒါဆိုရင် N နဲ့ H နဲ့ပေါင်းတော့ ammonia molecule ရမှာပေါ့ What are the difference between polar and non-polar molecule? Polar နဲ့ non-polar molecule ကွာခြားချက်ကပါလေတဲ့ compare နှိုင်းယှဉ်ပေးပါ polarity of each of the following pair of molecule H2O နဲ့ CO2 ရဲ့ polarity ကိုနှိုင်းယှဉ်မယ် CCl4 နဲ့ CH4 ရဲ့ polarity ကိုနှိုင်းယှဉ်ပါ polar or non-polar molecule တွေကကမ်းဘီတတာမိုင်းဆုံးဖြတ်နိုင်ပါတယ် according to the total pair total dipole moment of the molecule molecule ရဲ့စုစုပေါင်း drizzle နဲ့အရာသူတို့ကိုဆုံးဖြတ်နိုင်ပါတယ်all diatomic molecule အတန်နှလုံးပါတဲ့ molecule တွေအားလုံးတွေ containing polar covalent bond တွေဖြစ်ကြမယ်polar molecule တွေဖြစ်ပြီးတော့သူတို့တွေမှာ dot they have dipole moment drizzle လယ်ကိန်းတွေရှိပါမယ်ကဲနောက် in the case of polyatomic molecule မှာတော့ their dipole moment သူတို့ရဲ့ drizzle လယ်ကိန်းတွေကတပတ်မူတည်တယ် not only on the individual bond dipole တိကျဓာတ်စီ drizzle နေတာကမကဘူးတဲ့ but also on the shape of the molecule အဲ့ molecule ရဲ့ပုံသဏ္ဍာန်ပေါ်မှာလည်းမူတည်ပါတယ်In such case ဒီအချိန်မှာ the dipole moment of a molecule တစ်လုံးရဲ့ drizzle လယ်ကိန်းက is ဖြစ်ပါတယ် vector sum of the dipole moment of various ပေါ့များစွာသောဓာတ်စီးတွေရဲ့ drizzle လယ်ကိန်းတွေပေါင်းလက်ဖြစ်ပါတယ် For example ဥမာအားဖြင့် the H2O molecule က has a band shape เนาะသူက band shape ရှိတယ်เนาะ H2O ရှိမှလည်းပြောခဲ့ပါတယ်အဲ့တော့သူကတော့ဘာဖြစ်လဲဟလာเนาะ polar molecule ဖြစ်ပါမယ် H က plus O က negative
ဒါဆိုရင်အလဲမှာ O တစ်ဖက်တစ်ချက်စီမှာ H ဒါဆိုရင်သူတို့တွေကဘယ်ကိုသွားမှာလဲဟလာနော် negative တွေက sorry positive တွေကနေ negative ကိုသွားမယ်နော်အဲ့တော့ H ကဒီဘက် positive ကနေအလဲက O ရဲ့ negative တွေကိုလာမယ်နောက်ဒီဘက်က H က positive ကနေဒီဘက်က O ရဲ့ negative တွေကိုလာမယ်အဲ့တော့သူတို့တွေကလာရသည်ဘာဖြစ်နေတာလဲတူနေတဲ့အတွက်ကြောင့်သူတို့တွေကတွေ့စွန်းလက်ကိန်းရှိပါမယ်အဲ့တော့သူဒီ total dipole moment တော့ total dipole moment တွေ့စွန်းလက်ကိန်းနေသူတို့မှာရှိပါမယ်နော် in the case of CO2 molecule CO2 molecule မှာတော့ it is linear သူကတစ်ဖြောင်နဲ့ဖြစ်နေပြီးတော့ the two polar bond ဓာတ်စီနှစ်ခုက array symmetrically အချိုးစားတူစားသူကိုပေါင်းစပ်ထားတယ်အလဲမှာစီလေးတစ်ဖက်မှာ O နှလုံးရှိမှာပေါ့နောက်အနောက်ကဟာလေးနဲ့ပြီးတော့ဆရာဆက်ပြောပါမယ် the two equal bond dipole တဲ့အဲ့တော့ဒီညီမျှတဲ့တွေ့ဆုံးလက်ကိန်းတွေက point in opposite direction ဆန့်ကျင်ဘက်เนาะဥတီဘက်တွေကိုသွားတယ်ဒါဆိုရင်ဆန့်ကျင်ဘက်ဥတီဘက်တွေကိုသွားလိုက်ကြသူတို့တွေက cancel the effort of each other တစ်ခုတစ်ခုနဲ့တက်ရောက်မှုကကျေပြတ်သွားတယ် that's ဤသို့ဖြင့် dipole moment of CO2 က0ဖြစ်လာပြီးတော့သူတို့တွေက non polar molecule တွေဖြစ်ပါတယ်အဲ့တော့ဒါလေးကိုဥမာလေးနဲ့ဆရာတို့ကြည့်ကြည့်ခုန H2O O က6လုံး H ကတစ်လုံးစီရှိမယ်ဒါဆိုရင် H ကိုတစ်လုံးစီပေးလိုက်ပါပြီဒါဆိုရင် O မှာ6လုံးက4လုံးပဲကျန်မယ်ကဲဒါဆိုရင်ဒီမှာတော့မှာ positive ကနေ negative ကိုသွားမယ် positive ကနေ negative ကိုသွားမယ် direction ကတူတူပဲအဲ့တော့သူက dipole moment ရှိမယ်ပေါ့အဲ့တော့ bond dipole ရှိမယ်အဲ့တော့ဒီမှာသူက total dipole moment in H2 က is not 0 မဟုတ်ဘူးအဲ့တော့ polar molecule ပေါ့ကဲနောက်ပြီးတော့ဆရာတို့ဒီမှာ CO2 C ကအပြင်ဘက်ဆုံးမှာအီလက်ထရွန်က4လုံးရှိပါတယ်အဲ့တော့ O ကအပြင်ဘက်ဆုံးမှာအီလက်ထရွန်6လုံးရှိတယ်6လုံးဆရာတို့ရေးလိုက်တော့အပေါ်အောက်ဘယ်ညာရေးလိုက်တော့ဆရာတို့တစ်လုံးနဲ့ရှိတဲ့နေရာ2နေရာရှိပါတယ်အဲ့တော့ပထမဆုံး O ရဲ့တစ်လုံးနဲ့ရှိတဲ့နေရာတစ်နေရာနဲ့เนาะ C ရဲ့တစ်လုံးနဲ့ပေါင်းတယ်ဒီမှာလက်တံလေးတစ်ခုရှိမယ်ပေါ့အဲ့လိုပဲဒီဘက်က O ကလည်း C ကအီလက်ထရွန်တစ်လုံးနဲ့သူ့ရဲ့တစ်လုံးနဲ့ရှိတဲ့တစ်နေရာပေါင်းမယ်လက်တံလေးတစ်ခုရှိမယ်ဒါဆိုရင်ဒီမှာတစ်လုံးနဲ့ရှိတဲ့နေရာတစ်နေရာကျန်မယ်ဒီမှာတစ်လုံးနဲ့ရှိတဲ့နေရာတစ်နေရာကျန်မယ်အဲ့ဒီအဲ့ကြံနေတဲ့ O တစ်လုံးနဲ့ O တစ်နေရာနဲ့ဒီမှာကြံတဲ့ C ရเนาะအီလက်ထရွန်နှလုံးနဲ့တစ်လုံးနဲ့ထပ်ပြီးတော့ပေါင်းတယ်ဒီမှာ double bond ဖြစ်ပြီနောက်တစ်ခါအဲ့လိုပဲဒီက O ကကြံတဲ့အီလက်ထရွန်လေးတစ်လုံးနဲ့ C မှာကြံတဲ့အီလက်ထရွန်တစ်လုံးနဲ့ပေါင်းမယ်ဒီမှာ double bond ဖြစ်ပြီပေါ့ဒါဆိုဒါ CO2 ရဲ့ပုံစံလေးရကဲဒါဆိုသူက positive ကနေ negative ကိုသွားမှာဆိုတော့ carbon positive ဒီမှာ O က negative ကိုသွားမယ် positive negative ကိုသွားမယ်အဲ့တော့စန့်ကျင်ဘက် direction ကိုသွားတော့အဲ့ဒါ တွေ့ဆုံးလေကိန်းမရှိတော့ဘူးကျေပြတ်သွားပါမယ်အဲ့တော့သူက bond dipole တွေ့ဆုံးအဲ့တော့ဒီမှာ total dipole moment in CO2 က is 0เนาะ0ဖြစ်သွားမယ်ဒါဆိုရင်သူက non polar covalent molecule ဖြစ်ပါတယ်ကဲနံပါတ် B ကသူက H2O ကိုရေးခိုင်းတော့အပေါ်ကအတိုင်းပဲပေါ့လေတူတူပဲပေါ့เนาะဆရာဆက်မပြောတော့ပါဘူးเนาะ total dipole moment is not 0သူကအဲ့တော့ polar molecule ဖြစ်မယ်နော်ပြီးတော့ CO2 ကလည်းခုနအပေါ်အတိုင်းပဲเนาะ total dipole moment က0ဖြစ်တယ်အဲ့တော့သူကဘာလဲ non polar molecule ဖြစ်ပါမယ်ကဲနံပါတ်2က CCl4 ကိုရေးတယ်တဲ့ကာဗွန်က4လုံးခုနရှေ့မှာတွေ့ခဲ့တဲ့အတိုင်းပဲရေးလိုက်တယ်เนาะရေးလိုက်တော့ဒီမှာကျွန်တော်တို့ကာဗွန်က positive Cl က negative အဲ့တော့လားရတယ်မတူဘူးလားရတယ်မတူတော့ total dipole moment က0ဖြစ်သွားတယ်အဲ့တော့သူကဘာလဲ non polar molecule ဖြစ်ပါမယ်နောက် CH3Cl အဲ့တော့ဒီမှာ C က4လုံးရှိတယ် CL တွေကိုတစ်လုံးစီပေးလိုက်မယ် H ကိုတစ်လုံးစီပေးလိုက်မယ် H ကတစ်လုံးရှိတယ် CL ကိုတစ်လုံးပေးလိုက်တယ် CL က9လုံးရှိတယ်ပြင်ဘက်မှာတစ်လုံးနဲ့ရှိတယ်ပြင်ဘက်မှာအီလက်ထရွန်9လုံးရှိတယ်တစ်လုံးနဲ့ရှိတဲ့နေရာတစ်နေရာပဲရှိတယ်အဲ့တော့သူက C ကိုအဲ့တစ်လုံးပေးမယ်တစ်လုံးပေးမယ်တစ်လုံးပေးမယ်ဒါဆိုရင် CL မှာ9လုံးဆိုတော့6လုံးစီကျန်မယ်เนาะဒီပုံစံလေးရှိမှာပေါ့ကဲဒါဆိုရင်ဒီမှာเนาะ H က positive အဲ့တော့ C ကဒီမှာ negative ဖြစ်သွားပါကဲ C က positive CL တွေကပါလဲ negative တွေဖြစ်တယ်အဲ့တော့ဥဒီဘက်ကဘာဖြစ်လဲအတူတူပဲသွားနေပါတယ်ဒါကြောင့် total dipole moment ရှိတယ်အဲ့တော့သူကပါလဲ polar molecule ဖြစ်ပါမယ်Describe the molecular condition necessary for the existence of a dipole-dipole interaction, Lennard dispersion force and hydrogen bond. ကြတော့ molecular condition တွေကိုဆရာတို့ကဘာလုပ်မှာလဲဆိုတော့ဟာလာနော်ရေးပါမယ် dipole-dipole interaction, Lennard dispersion force, hydrogen bond ရရေးပါမယ်ကဲဒါဆိုရင် dipole-dipole interaction တွေ့ဆုံးရှိတော့သူကဘာလဲ polar molecule ပေါ့ Lennard dispersion force ကတော့တေးကြတယ်ပါတယ်လဲ non polar molecule ဒါမှမဟုတ် atom ပေါ့hydrogen bond hydrogen C ကတော့ဆရာတို့တစ်ဖက်မှာ first molecule မှာ mass hydrogen atom ရှိမယ်အဲ့ဒီကောင်က 2a attach တွဲပါမယ် 2a highly electronegative atom ကိုသွားပြီးတော့တွဲပါမယ်အဲ့လိုပဲ second molecule မှာလည်း mass possess တွေလုံးပဲဆို electron ရှိရပါမယ်ဒါကတော့ hydrogen bond နဲ့ပတ်သက်ပြီးတော့ molecular တွေရဲ့အခြေအနေရရှင်းပြတာဖြစ်ပါတယ်ဒါလေးကိုကြက်ထားပါ
ကဲဒါဆိုရင်ခဏဆရာပူချတဲ့ Grade 12 Chemistry Chapter 1 Question and Answer ရဲ့ Chapter 1 Question and Answer Episode 7ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်